တခါတော့ကနန်းတော်ကြီးတစ်ခုရဲ့အေးချမ်းတဲ့နေ့ရက်တစ်ထဲမှာဘုရင်ကြီးတစ်ပါးနဲ့သူ့ရဲ့မိသားစုကပျော်ရွှင်စွာနေထိုင်နေခဲ့ကြတယ် ဒီနေ့မှာတော့ဘယင်ကြီးဟာစစ်သူကြီးတွေနဲ့အတူနန်းတော်ကိုခဏချန်ထားပြီးအမဲလိုက်ခီထွက်ခွာတော့ရတယ်ကျောင်းလွင်ကိုတစ်ခုထဲမှာကလေးငယ်ကိုခဏအနားပေးခဲ့ရပြီးသူ့ဘေးမှာကြံခဲ့လာကစကားမပြောနိုင်ပြီမဲ့တစ္ဆာနဲ့ဖြစ်နေတဲ့တိုးထင်းခွေးလေးတစ်ကောင်ပါပဲအန်ဒရီကတိတ်ခွေးလေးလာရောက်ခဲ့တယ်မြေခွေးတစ်ကောင်အစာရှာဖို့မဟုတ်ပဲအသက်ငယ်ငယ်တစ်ခုကိုအန်ဒရီပြုတ်ဖို့ကြောက်ဝင်ကူထဲကိုဝင်လာခဲ့တယ်အဲ့ဒီအချိန်မှာခွေးကမစင်စားခဲ့ဘူးမကြောက်ခဲ့ဘူးသူ့ရှိမှရှိတဲ့အရာကိုကားခွဲရမယ်ဆိုတာတခုပဲသိခဲ့တယ်ဘယင်ကြီးနဲ့စစ်သူကြီးတွေပြန်ရောက်လာတဲ့အခါကြောက်လွင်ကူအဝမှာခွေးလေးကိုတွေ့လိုက်ရတယ်တိတ်တိတ်လေးလဲနေတာပြန်မထားနိုင်တော့တဲ့အချိန်နဲ့ဘယင်ကြီးကအလွန်စိုးရိမ်စွာလွင်ကူထဲကိုဖီးဝင်သွားခဲ့ပြီးကလေးကိုမတွေ့ဘူးအဲ့ဒီအချိန်မှာဆုံးရှုံးလိုက်ရပြီလို့ထင်ခဲ့တယ်ဒါပေမဲ့စစ်သားတွေရှာဖွေနေတဲ့အချိန်ကြောက်တုံးအကွယ်နောက်မှာလေးဘက်ထောက်သွားနေတဲ့ကလေးငယ်ကိုဘယင်ကြီးမြင်လိုက်ရတယ်အချိန်မှာဘင်းကြီးနားလဲလိုက်တယ်သူရဲ့တစ္ဆာရှိတဲ့ခွေးလေးကသူ့သားအသက်ကိုကယ်တင်ခဲ့တယ်ဆိုတာနောက်ဆုံးကြောက်လင်ကူအဝမှာခွေးလေးရဲ့အတွက်ကျင်းတူးခဲ့ကြဘယင်ကြီးကသူ့ဓာကိုကျင်းပေါ်မှာစိုက်ထောင်ခဲ့တယ်ဒါဟာအမိန့်မဟုတ်ဘူးအမြင့်ဆုံးဂုဏ်ပြုခြင်းပါပဲနန်းတော်ကိုပြန်ရောက်လာတဲ့အခါမိဖူယားကထွက်ကြိုခဲ့ပေမဲ့ဘယင်ကြီးကအောင်ပွဲနဲ့ပြန်မလာခဲ့ပါဘူးတကယ်သူရဲ့ကောင်းဆိုတာအမြည်ကြီးဖို့မလိုပါဘူးတစ္ဆာရှိုံနဲ့တမိုင်းထဲမှာအမြဲကြံရစ်နိုင်ပါတယ်